Hello အားလုံးမင်္ဂလာပါဒီနေ့တော့မနက်စာခောက်ဆွဲကြော်လေးစားပါမယ်ဈေးလေးရောက်လာစားလို့ကောင်းတဲ့ခောက်ဆွဲကြော်လေးရစားကြပါဦးနော်စီတော့နည်းနည်းများတယ်ဒါပေမဲ့အဆင်ပြေပါတယ်ဒါလိုပဲထောင်းထားရရော်လေးများတယ်သူဆိုင်ကဝေးရင်တိုးချိန်ညာခါဝင်ဒါဆောက်ပါတယ်စားလို့လည်းကောင်းတယ်ဒီရင်တော့တပွဲ200 300 500ဟုတ်ကုန်းစိမ်းနေတော့ရိုးလဲစီတက်ဒီရင်တော့ကြာတန်ကြော်တွေခောက်ဆွဲကြော်တွေဆိုနေလည်းနေခင်းအိုးရင်းနဲ့လိုက်ရောင်းတဲ့အတယ်လေစားရရင်ကြိုက်နောက်ပိုင်းဘာလို့လဲမသိဘူးရတာရအရင်လိုတိတ်မဟုတ်တော့တယ်လို့ပဲစားရတာတိုက်ရွယ်ကြောင်မလားရတာရပဲဒီကနေကောင်းလို့အကြည့်မရလားမသိဘူးငယ်တော့စားတော့ဖီချင်တိတ်မရတော့သူတို့ပြ9ရက်ခွန်ကျော်ငယ်တော့9ရက်ခွန်ကျော်နဲ့ကြောက်တန်ကျော်နဲ့ဆိုတစ်ခါစားရင်4 5 6ပွဲသားလေးခလေးတော့ဆိုအဲ့တော့ကျဝတ်တုံလေးဆိုတကုံစားနိုင်တယ်မလာတော့လေဒါနိုးစီပနိုင်စီလေ31လမ်း636လေးအဲ့ဒီဈေးထဲမှာရောင်းနေဈေးတယ်နှစ်ဆိုင်လောက်တော့ရှိရတယ်ဒါပေမဲ့အဲ့တစ်ဆိုင်ကအရင်ကလည်းရောင်းနေကြအကျော်ဆိုင်ရရှိရသူ့ဆိုင်ရတာကြိုက်တယ်ကျန်တဲ့ဆိုင်ကျတော့သိမကြဘူးပါလာလည်းနည်းတယ်ချဆိုင်နေကြ